ဘာကောင်းလဲဆိုတာလက်ကြည့်စရာတော့မလိုဘူးနော်ဟုတ်တယ်မလားဒါဂျပန်လို့ inline 4လေးလုံးဆိုင်အတန်းဒါလမ်းမတွေမှာဝူးဆိုတာနဲ့ super 4ပဲဆိုတာ yo what's up guys ဒီနေ့မှာတော့မြန်မာနိုင်ငံကလူငယ်တိုင်းရဲ့အိမ်မက်ထိခဲ့လူငယ်တိုင်းရဲ့တအချိုက်နှစ်ပေါင်း30ကျော်ကြာတဲ့အထိနေရာတနေရာယူထားနိုင်စေဖြစ်တဲ့ CB400 Super 4အချောင်းကိုငါတို့အားပေါင်းအာရင်ဖန်တန်နဲ့ပြောကြမယ်What? What? သူတို့ကဘာလို့လမ်းပြင်လို့တင်စားကြတာလဲခစ်တွေပြောင်းထွားတာတောင်ဘာလို့ဒီကောင်ကိုပဲတန်းတာနှိကြတာလဲပြီးတော့2020မှာထုတ်လုပ်မှုရပ်လိုက်ပြီဆိုတော့ဒီကောင်ကတမိုင်းမဲကြံတော့မှာလားစမထုတ်တော့ဘူးလားဒီနေ့ဗီဒီယိုမှာ2000ခုနှစ် model ကနေ2020 final edition အထိအကုန်ရှင်းပြမယ်မင်းတို့အိတ်ကထက်ကပတ်စာနဲ့ဒီကောင်ကတန်မတန်ဆိုတာပါတခါတည်းဆုံးဖြတ်ပေးမယ်Let's ride ကဲရှုပ်ရှုပ်ရဲရဲတွေမပြောပဲရှင်းရှင်းလေးပြောကြည့်မယ် Super 4မှာမင်းတို့သိထားရမှာကအဓိက generation ကြီးတယ်ပဲတစ်ချက်က VTEC spec I 2099ကနေ2000တချအထိဒါကအကွေပြောင်းပဲအရင်ရိုးရိုး engine တွေကနေ VTEC နီးပညာစပါလာတဲ့ကောင် engine လေးလုံးစလုံးပွင့်ပြီးအတန်ပြောင်းတော့တာဒီကောင်ကစတာမိုက်တယ်မလားဒါကမဲ့ VTEC ပွင့်တဲ့အချိန်နည်းနည်းရှာနည်းနည်းတော့အတန်ကြမ်းနေတယ်နှစ်ချက်VTEC spec 2 2002ကနေ2003ထိ spec I ထပ်ပိုမိုက်သွားတာက his security key ပါလာတယ်ပြီးတော့ VTEC ပွင့်တဲ့အချိန်ကို RPM 6300လောက်ထိ short ချလိုက်တော့မောင်းရတာပိုတွက်လာတယ်ဒိုင်ခွက် design တွေပိုတက်ရလာပြီ3ချက် VTEC spec 3 2004ကနေ2009အထိဒါကတော့မြန်မာနိုင်ငံမှာအဖြစ်ရနေလို့ပဲနေရာတိုင်းမှာတွေ့ရတဲ့ကောင်အနောက်မီ LED ဖင်ချိုလေးဖြစ်သွားတယ်ဒီကောင်ကဂီယာနံပါတ်6ဆိုရင် VTEC ပွင့်မှု RPM ပြန်ညီထားပေးတယ်ရုပ်ထွက်ကတော့ carburetor ခေတ်အလှဆုံးပဲဖြင်းကြုံဆိုပြီးတော့သိကြတယ်မလား၄ချက် The Revo 2008ကနေ2020အထိဒီမှာဇာလိုင်းကစပြီးပြောင်းသွားပြီ carburetor ကိုဖြုတ်ပြီး PGM FI fuel injection ကိုတုံးလိုက်တယ် engine တန်ကပိုငိမ့်သွားတယ်စီစားတက်တာသွားပြီRevo ထဲမှာ2014နောက်ပိုင်း model တွေဆိုရင် gear ဘယ်လောက်ရောက်နေလဲဆိုတာပြတယ် gear indicator တွေအလွိုင်းခွေး design အသစ်တွေ LED headlight တွေပါလာပြီး2020 final edition နဲ့ဇက်သိမ်းလိုက်တယ်မင်းဆရာရှိတာက400တန်မှာတခြားဆိုင်ကယ်တွေအများကြီးလေ KTM Ju360 ရှိမယ် Yamaha MT3 ရှိမယ် Kawasaki Z400 ရှိမယ်ဒီကောင်တွေကနီးပညာပိုမြင့်ကျင်မြင့်မယ်ရုပ်ထွက်ပိုဆန်းကျင်စမ်းမယ်ဒါပေမဲ့ဘဲကောင်မှ Super 4ကိုမရှင်းနိုင်တဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါကအတန်ပဲဒီဆောင်းပဲတခြားကောင်တွေကလုံးတကြီးတက်တက်ရှိတာပဲ Super 4က inline 4နဲ့ကွာအဲ့ဒီ engine တန်ညက်ညက်လေးကနေ lever ဆွဲလိုက်ဟန်စူခနဲ့ထွက်လာတဲ့ VTEC အတန်ကိုဘဲကောင်မှလိုက်မတုနိုင်သေးဘူးဒါကငါတို့လူငယ်အကြိုက်ဆုံးအတန်ပဲလေပြီးတော့ထိုင်ကိုအနေထားsport bike လို့ခါမနာဘူး Tarrant လို့လည်းတွဲလို့ရတယ်ရုပ်ကလည်း classic ဆန်းဆန်းလူငယ်စီးစီးလူကြီးစီးစီးပုံစံမျိုး maintenance လားဂျပန်ကောင်မှုလို့ပြစ်မောင်းထားစီလဲရီလဲယူနေဘာမှမဖြစ်ဘူးမြန်မာနိုင်ငံအနေထားနဲ့ဘေကောင်အကွိုက်ဆုံးလဲမင်းရင်ငါတို့ Revo ကိုညွှန်းမယ်မလို့လဲဆိုတော့ငါတို့စီမှာစီစင်းတာတိတဲ့အတိုင်းပဲ F1 စနစ်ကစီစားတက်တာတယ်ပြီးတော့ယာဒီဥရုပူတာကားပိတ်တာတွေဆို carburetor ကိုထက် F1 ကပိုပြီး stable ချင်တယ်ABS ပါတာတွေလည်းရှိတော့မိုးရွာအပိုင်းစိတ်ချရလက်ရှိပေါက်စေးပုံကဲဒီအကြောင်းပြောရင်တော့နည်းနည်းရင်းနာစားကောင်းတယ်လိုင်စင်အခြေအနေစားလက်စားတဲ့အရှုပ်ရှင်းတဲ့ model ပေါ်မူတည်ပြီးတော့ဈေးကကွာဟချေအရေးများတယ်လိုင်စင်အတူအစစ်စလစ်ကမျိုးညူးရှိတော့300လောက်ကနေ304လိုက်ကြားထီတောင်ဈေးတွေကကွာထွားနိုင်တယ်အခုဘေးဈေးလေးဖြိုးခဲ့ပါအောင်ဒါပေမဲ့ပြောချင်တာကဒီဈေးပေးပြီးဝဲတက်လာမင်းက4 cylinder အတန်ကြိုက်တယ်classic naked bike ကိုကြိုက်တယ်ဆိုရင်ဝဲလိုက်တခြားဘေးဆိုင်ကမှဒီ feeling ကိုမပေးနိုင်ဘူးဒါနဲ့သတင်းအကောင့်တစ်ခုရှိတယ် Super 4သတင်တော့ပြီလို့ထင်နေလားဟုတ်တယ် Honda က2025-26လောက်မှာ 50th anniversary အနေနဲ့ Super 4မျိုးဆက်နဲ့ပြန်ထူးပြသွားတယ် E-Class နီးပညာတွေ 500cc နောက်ရှိမဲ့4 cylinder engine အသက်တင်နဲ့လာမဲ့ BN တယောက်ထပ်ပေါ်လာပဲအဲ့တော့ပတ်စံလာစုထားကြပြီတော့နီးကုံချို့အနေနဲ့ငါမေးချင်တာတခုရှိတယ်
မြန်မာနိုင်ငံကလူငယ်တွေမင်းတို့ရော Super 4ကိုအခုထိမိုက်နေတော့လို့ထင်လားဒါမှမဟုတ်ဒါကြီးကခစ်ကုံထွားပြီကွာစီစားလည်းများဈေးကလည်းမတန်တဆဆိုပြီးအပြစ်ပြောချင်လားနေဦးချင်းတော့တချို့ကပြောကြတယ် Super 4စီးတာဘဲလ်ကြာဤ old school တဲ့ငါအမြင်ပြောရမယ်အ legend ဆိုတာဘယ်တော့မှမရိုးသွားဘူးဟုတ်လား Hello, baby. I miss you. မင်းတို့ကရောဘယ်လိုမြင်လဲ Revo ကြိုက်လား Spec 3ရဲ့ raw ဖြစ်တဲ့အရာသာကိုကြိုက်လား comment မှာဝင်ဆွေးနွေးဖြစ်သွားဒီဗီဒီယိုကိုကြိုက်ရင် like နဲ့ share လုပ်ဖို့မမေ့နဲ့နောက်ထပ် best sign review လိုချင်လဲပြောခဲ့နောက်ထပ် new video နဲ့ထပ်ဆုံကြမယ် bye bye see you in the next one